အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြက်သားချင်းချင်းဆက်ဆက်လေးတုပ်စားကြရအောင်လုံနီလေးကိုလည်းကျမနဲ့တူတူအဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်အရင်ဆုံးကြက်သားလေးကိုချင်းကြက်သွန်ပြူနဲ့စားထည့်ပြီးတော့ကြတော့ပြုတ်ထားလိုက်ပါတယ်ကြက်သားချက်ပြီဆိုလို့ရှိရင်တော့အေးခံပြီးခရင်လေးနဲ့ဒီလိုမျိုးကြက်သားမြင်လေးတွေလှုပ်ထားလိုက်ပါတယ်ဒါကတော့ကြက်သားတုပ်ထဲမဲ့ခရမ်းကျင်သီးတမယာသီးငရုတ်သီးရဲ့ကြက်သွန်ဖြူနီရဲ့ပြီးတော့ရှမ်းနံနံရဲ့ပါပါဝင်ပစ္စည်းတွေကိုဓာတ်နဲ့လှီးတဲ့ဟာလှီးကကြေးနဲ့ပပညှက်တဲ့ဟာညှက်ထားလိုက်ပါတယ်ကြက်သွန်နီလေးရောမမွန်အောင်လို့ရေနဲ့2ထပ်လောက်ဆေးထားလိုက်ပါတယ်ဒီကြက်သွန်ဖြူလေးရောစီတက်မှာဖြစ်ပါတယ်ကြက်သွန်ဖြူစီတက်တာကတော့စီထက်ကြက်သွန်ဖြူထက်ပြီးလို့ရှိရင်ကြောဒီလိုရွှင်ကြောင်လေးတန်းပြီဆိုလို့ရှိရင်တော့ရပါပြီကြက်သားစားတုပ်ပါတော့မယ်စတော့ငါပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်စီချက်ထည့်ပါတယ်ပြီးတော့တမယာသီး3စိမ့်လောက်ညှစ်လိုက်ပါတယ်ပြီးရင်တော့စားထည့်ပါတယ်ပြီးရင်တော့အရသာလေးနှက်ဆက်အောင်နဲ့ပေးလိုက်ပါတယ်ဒီနေရာမှာကြိုက်နှစ်သက်လို့ရှိရင်အချိုမုံနှုံရုပ်သီးလော်မုံနှုံထပ်ထည့်လို့ရပါတယ်အခုဆိုလို့ရှိရင်တော့ကြက်သားတုပ်လေးရသွားပါပြီထားကြပါအောင်ရှင်ထမင်းပူပူနဲ့ပူပူဆက်ဆက်လေးစားပါမယ်တခွာသည်ရိုးရိုးရှင်းရှင်းနဲ့ချင်းချင်းဆက်ဆက်လေးစားခြင်းလို့ရှိရင်တော့ကြက်သားတုပ်လေးတုပ်စားကြည့်ကြနော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်